ဆိုဗီယက်စစ်နဲ့လက်ထက်ရင်ဟဲဝီယန်အတွက်မကောင်းနိုင်ကြောင်းဟောထားခဲ့တဲ့ပေရင်ဆီယာမအားလုံးပဲမင်္ဂလာပါရှင်ဟဲဝီယန်နဲ့ဆိုဗီယက်စစ်တို့ကချစ်သူတွေဖြစ်နေကြောင်းကိုထုတ်ပြောထားတာဖြစ်ပြီးမကြခင်မှာလက်ထက်ထိန်များတော့မှဖြစ်ပါတယ်ချစ်သူတွေဖြစ်နေတာကလည်းအခုမှမဟုတ်ပဲ6နှစ်တောင်ကြာနေပါပြီ6နှစ်ကြာပြီးမှချစ်သူဖြစ်နေကြောင်းကိုအများသိအောင်ထုတ်ပြောခဲ့တာပါဟဲဝီယန်နဲ့ဆိုဗီယက်စစ်တို့ကလာမယ့်နိုဝင်ဘာမှာလက်ထက်တော်မှာဖြစ်ကောင်းပရိသတ်တွေကလည်းဝမ်းသာကြည်နူးနေကြတာပါအားလုံးကတော့အောင်မြင်တဲ့အမှုပညာရှင်တွေဖြစ်တာမို့နေနဲ့လားရွှေနဲ့မြလို့လိုက်ဖက်တယ်လို့ချီးကျူးနေကြပါတယ်ဒါပေမဲ့ဟေဝီယန်အတွက်ဆိုဗီယက်စင်ကလိုက်ဖက်တဲ့ဖူးစာရှင်မဟုတ်ဘူးဆိုပြီးဘေရင်ဆီယာမတအူးကပြောထားခဲ့ဘူးတာပါတရားကြီးတတ်တဲ့ဆီယာမတအူးကပြီးခဲ့တဲ့နှစ်ကဟေဝီယန်ရဲ့အိမ်အောင်ရေးကန်ကိုကြီးပေးခဲ့ပါတယ်ဟေဝီယန်ကအိမ်အောင်ရေးကန်မှာအသက်ငယ်ငယ်နဲ့အိမ်အောင်မကြရဘူးဆိုတာကိုဆီယာမကတွေးခဲ့ရတာပါအသက်အရွယ်တစ်ခုရောက်မှလက်ထပ်မှသာအဆင်ပြေတဲ့အိမ်အောင်ရေးတစ်ခုဖြစ်မှာကြောင်းပါဒါအပြင်လိုက်ဖက်တဲ့နေနံကိုတွက်ချက်ပြီးတဲ့အချိန်မှာဟေဝီယန်ကအင်္ဂါနေ့နဲ့အမျိုးသမီးနဲ့ဆိုရင်တော့အိမ်အောင်မပြုတ်သင့်ဘူးလို့ဟောခဲ့တာပါအကြောင်းရင်းကတော့ဟေဝီယန်ကအထုံးမွားဖြစ်နေတာမို့အင်္ဂါနေ့နဲ့အမျိုးသမီးနဲ့ဆိုတိတ်မလိုက်ဖက်ပါဘူးတကယ်လို့လက်ထပ်မယ်ဆိုရင်တော့သူ့လောက်နီနီကောင်းတဲ့စာတာဖြစ်မှသာရမှာပါအင်္ဂါသမီးကမရဏဆိုရင်တော့အိမ်တော်ရေးတော်ပြိုကွဲနိုင်တဲ့အတွက်မရွေးချယ်သင့်ဘူးလို့ပေရင်ဆီယာမကဟောထားခဲ့တာဖြစ်ပါတယ်။အင်္ဂါနေ့နဲ့အမျိုးသမီးနဲ့တိမ်မလိုက်ဖက်ဘူးလို့ဟောထားခဲ့တဲ့အပေါ်မှာဟေဝီယန်ကတော့ဘာမှမတုံ့ပြန်ခဲ့ပါဘူး။ပရိသတ်တွေကတော့ဆိုပြည့်သစင်ကလည်းအင်္ဂါနေ့နဲ့ဖြစ်တာမို့အဆင်ပြေပါမလားဆိုပြီးစိတ်ပူနေကြပါတယ်။ဒါအပြင်ပေရင်ဆီယာမကတော့ဟေဝီယန်ကိုလူပြိုကြီးသာလှုပ်စေချင်တာပါ။လူပြိုကြီးမလုပ်ပဲအိမ်အောင်ပြုမယ်ဆိုရင်အနုပညာအလုပ်ကိုတောင်ထိပါနိုင်တယ်လို့ဟောခဲ့တာပါလူပြိုကြီးသာဆက်လုံးမယ်ဆိုရင်အနုပညာစာတာကပို့ပြီးတော့တိုးတက်နေမှလို့ဆိုထားတာဖြစ်ပါတယ်တကယ်တော့အဆိုပါပေရင်ဆီယာမကပြီးခဲ့တဲ့နှစ်က Day with Me အစီအစဉ်မှာကြီးပေးခဲ့တာပါဆိုပြည့်သစင်နဲ့ဆိုပြီးတီးတန့်ဟောတာမျိုးမဟုတ်ပဲအင်္ဂါနဲ့အမျိုးသမီးနဲ့တိမ်မတင်တော်ဘူးလို့သာပြောခဲ့တာပါဒါပေမဲ့ဇာတာဆိုတာကလည်းအချိန်ရန်နဲ့ပတ်သက်ပြီးပြန်ပြောင်းလဲသွားနိုင်ပါတယ်လူနှစ်ယောက်ပေါင်းဆက်ကလက်ထပ်တော့မှာမို့ဟေဝီယန်နဲ့ဆိုဗီယက်သစင်တို့အနေနဲ့လည်းဘေဒင်တွေမေးကလှုပ်တဲ့နာရီကိုလှုပ်ထားခဲ့ကြမှာပါအရာအလုံးအဆင်ပြေလို့သာနှစ်ဦးကလက်ထပ်ဖို့အတွက်စီစဉ်ခဲ့ကြတာဖြစ်ပါတယ်အခုဆိုရင်နှစ်ဖက်အတိုင်းဝိုင်းကလည်းသဘောတူတဲ့အတွက်ဟေဝီယန်နဲ့ဆိုဗီယက်သစင်ကမင်္ဂလာပွဲ6ပွဲနဲ့ကိုလက်ထပ်တော့မှာပါလက်ထပ်တော့မယ့်အပေါ်မှာလည်းပရိသတ်တွေကဝမ်းသာနေကြတာပါသူတို့နှစ်ယောက်ကိုအမြန်ဆုံးလက်ထပ်စီခြင်းတဲ့ငယ်စဉ်ဖန်တွေကတော့ဟောရာကိုလည်းမယုံကြည်ကြပါဘူး။ဟေဝီယန်နဲ့ဆိုဗီယက်သစင်တို့ကလည်းတယောက်နဲ့တယောက်ကိုတကယ်ချစ်ကြသလိုသဘောထားလည်းတိုက်ဆိုင်ကြပါတယ်။အကြိုက်လဲတူကြတဲ့အတွက်လက်ထပ်မယ်ဆိုလည်းအများကြီးညှိနှိုင်းစရာမလိုပါဘူး။ဟေဝီယန်နဲ့ဆိုဗီယက်သစင်တို့ကအခမ်းအနားဆုံးမင်္ဂလာပွဲတွေကိုကျင်းပသွားမှာမို့ပရိသတ်တွေကလည်းတွေ့ကျင်နေကြပါပြီ။မင်္ဂလာပွဲ6ပွဲကျင်းပခဲ့ကြတဲ့အိမ်နာကျော်စင်တို့ကိုအမိလိုက်ကစီကားမလားဆိုတာကိုလည်းနှိုင်းရှင်မှုအစဉ်အသင့်ဖြစ်နေကြတာပါ။အခုလက်ရှိမှာတော့မင်္ဂလာပွဲအတွက်ဟေဝီယန်တို့ဘက်ကနေစီစဉ်စရာရှိတာတွေစီစဉ်နေရသလိုနေမဲ့အိမ်အတွက်လည်းပြင်ဆင်နေတာဖြစ်ပါတယ်။ဟေဝီယန်အတွက်ဆိုပြည့်သစင်ကဘဝလက်တွဲပေါ်ကောင်းဖြစ်မယ်လို့ထင်လားဆိုတဲ့အပေါ်အမြင်လေးတွေကိုပြောပြပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။